မောင်လေးတို့ဘယ်နေရလဲ2ယောက်3ယောက်4ယောက်တုံးနေနော်ပျော်လားတင်ရောပျော်လားတင် ပြောပါလေမ မော့လေးရောပျော်လား ပြောတာပေါ့တမီးရဲ့ ဟောတင် ပြောရင်လေ ဟောပျော်လား ပြောပါလေရှင် အကုန်ဘာလို့ပျော် ဟောဒီလေးနဲ့ပေးမယ်တာသမီးလေး မင်းတချင်းလေးကလည်းကြိုက်တယ်ချင်းနေပါမေအားရပိုင်တော့ကိုအခြေတောက်ထုတ်ပြလိုက်ပါ ဒီလေးများမယ်အဲ့ဒါကိုရမှတ်တယ်ဒီလေးများမယ်လို့အောက်မှာချိတယ်ဟုတ်ကဲ့ မလေး ဒါ ရှ ပေ ယ်ပဲ မဲ့ငါပြီးရန်ကြက်တိတ်မစားကြဘူးအဲ့တော့မတော့အဝေးချော်တော့သိလားအထမင်းဆက်တဲ့ထမင်းပြရတဲ့ဟာတွေတော့မိမဟာတွေယောက်ျားဟာတွေတော့ပုံထက်တာထမင်းဘိုးစားမကြိုက်ဘူးကိုသမီးလက်စားနေတယ်ကျင်းဝေးလေးဒီလိုရပါငါမှကြောက်တယ်ဟိုမောင်းကိုတက်ခုနောက်ဒီမှာပြေးမယ်ဟာဘာသမီးနားရောက်ပြီဟာရောက်ဘာသမီးရေကျိုးတယ် อ๋อဟုတ်လားပျော်နေတဲ့လူတွေလားဒီဟမ်နေရအောင်ပျော်နေ ညမ်း ဟမ် ညမ်း အော်အေးဟုတ်တောက်မိမလဲဒါကတော့ပထမဆုံးတစ်ခွဲ မပေါင်းပေးရတာဟုတ် ဟုတ်တဲ့လူတွေများရုပ်ကလေးက80ရာကြည့်ပါ ဟိုက်ပြီးသမီးကလည်း တစ်ဖက်မြင်မြင်ပေးပါလက်ဖက်စားပြ ပေးမယ်လို့လာတော့ ပုံလာပြန်ပေးလိုက်ပါ ပေးမယ်လို့ပြောသွားတယ်အခုပေးရမယ်လို့ပြောရေးတွေကိုပေါ်တော့ဗျာ ဒီလိုတစ်ဖက်တွေ တယ်ငါမဒီလိုသွားနေဒီတောင်းပွဲပူရပြီငါတို့တော့သွားပြီးရင်မိုက်အထိတ်ကရှင်းပေးလိုက် မို့လေချိုးပြီးမှုနဲ့ပါနော် ဟုတ်ပြီမင်းပြော လေးလေစားမစားခင် ဟုတ်ကဲ့ပြီးလိုက်နေ ပြော ပြော လိုက် ပါ ပါဒီလေစားမစားခင်ငါပြောသေးလေးတစ်ဖြက် ဟုတ်လားလို့အခုလည်းတော်တော်စားနိုင်တယ်ငါပြောသူကြိုက်ရောက်လိုက်ဟိုတော်တော်စားနိုင်တော့ပါစကြီးอ่ะ မလို့ဒီတလုံးမိုက်တကိုင်းစားပဲဒီမိုက်ဒီက ဟုတ်တယ်တကယ်ချင်းကောက်ချလိုက်တာ ဘာဖြစ်နေလို့ ဟုတ်တယ်ဟဲ့ ဒီကနေ့လား အကုန်ယူထားလို့ရတယ်လေငါဒါကြတော့ကျမွားကြောငါကလေးကြောဖဲနေဖဲ အဲ့ဒီတိတ်ပြီးတယ်တိတ်ပြီးရဆိုတော့ကပေးရမယ်ဗျာပြီးတော့ ဟိုးပါဘူး တော့ပြီးကောင်းပါလေပြီးပြီးသွားပြီကောင်းမယ်ဗျာ ငါအချင်းငွေလည်းမတော်တယ်ဝင်နေရတယ်ပြောနေရတယ်လို့ဟုတ်တယ်ဝိုင်းအမေဆိုလို့ကြီးတာ ဟိုကသူ့ကိုသဘောကျလို့ကြီးနေတာဒီပေါ်မှာလေးလာတဲ့ဟိုကဓာတ်နေကစိတ်တာသူကလေအောင်လုံးကသူ့ပြောလားဥပမာသူ့ကြောင့်လို့သိသိတယ်ဘလူးသိသိတယ် အမေစိတ်သားတို့အဲ့မှာဆောင်းလာလည်းမကြောက်ဘူးပေါ့လေ မာညိုအဲ့တရားသူဦးနဲ့နောက်ကော်ဖီတစ်ခွက်ကောက်အေးစီဒီမြောက်ခဲ့ပြီပေါ့နော်ဒါကတော့နောက်ဆုံးပိတ်ကော်ဖီပဲဖြစ်ပါတယ် ဘုံဘုံတော်ဦးနဲ့မင်းရဲ့မမမေစင်ကအမွေးတွေ အမလေးဖွင့်လို့ဩဒါ ဒီမှာခွဲပေးထားတယ် ကောင်းတယ်နောက်ဆုံးပိတ်နည်းနည်းပူသေးအာအဲ့လား ပြော